Hello မင်္ဂလာပါခင်ပါဒီနေ့ခင်ကခင်ရဲ့အထက်တစ်ခုဖြစ်တဲ့ဆ iam ပုံကိုဆွဲထားတာကိုအစဉ်စဉ်ပြမိပါမယ်ဖြစ်ပါတယ်ဆက်ပြီးတော့ကြည့်ပေးကြပါဦးနော်ဒါကတော့ခင်အသုံးပြုမဲ့ tools တွေပဲဖြစ်ပါတယ်ခင်မှာပစ္စည်းအများစားတော့မရှိဘူးဒါမှရှိရလေးနဲ့ဆွဲမယ်ဒါကတော့ frame ချပြီးအနေထားပေါ့နော်ခင်တော့ပုံဆွဲချိန်ကတီးတန်းတော့မရှိပါဘူးအားရတဲ့အချိန်မှာပဲဆွဲရတာပါဒါကြောင့်မို့ဒီပုံကဒုတိယမြောက်ရက်ကိုကူရပါတယ်ဒါတော့ညပိုင်းဆွဲနေရပါတော့အိတ်နေရဆွဲရဆိုရင်ည7နာရီအောင်ကြော်နေပြီအဲ့ဒါရိုက်တုံးအောင်ဆိုလို့ရှိရင်အာတင်ပြီးအောင်ဆွဲမယ်လို့ကြိုးစားပေမဲ့လည်းရင်အိတ်ချင်နေလို့အဲ့နေရလည်းအိတ်လိုက်ရတယ်ဒါတတိယမြောက်ရပါပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းအဲ့ဒီအမဲချဲတဲ့ဘိုင်းမပြီးရွာတယ်ဟိုဘက်ကဒီအသေးစိတ်တဲ့ဘိုင်းမပြီးဘူးဒါကနောက်တစ်နေ့3ရက်မြောက်နေပြီးတော့4ရက်မြောက်နေ့ရဲ့နေ့လယ်ပိုင်းမှာဆွဲနေတာကချင်ကွက်ဖြစ်ပြီးရောင်ရလည်းနဲ့ရှုပ်တော့တော်တော်လေးတီးစိတ်ဆွဲရပါတယ်အဲ့ဒီကချင်ကွက်ကိုပဲညပိုင်းဆက်ဆွဲတယ်ဒါကနောက်တစ်နေ့9ရက်မြောက်ညပဲဖြစ်ပါတယ်ခုတော့ဒီပုံလေးကတော်တော်လေးပြီးဆုံးမှလှလေးပြီးသွားပြီပေါ့နော်ကဲဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်